အမျိုးသမီးတဦးသည်သူမ၏ချစ်သူနှင့်ချိန်တွေ့နေစဉ်အခင်းဆုံးတငယ်ချင်းဖြစ်သူကလက်ပူးလက်ကျက်မိသွားခဲ့သည်အီအီကိုသည်ကာရင်နှင့်ကီရီတာနီတို့လက်တွဲထားသည်ကိုမြင်သွားပြီးနောက်ဘာကြောင့်ခင်မုန်းဖြစ်သူကိုတစ္ဆာဖောက်ရတာလဲဟုဒေါသတကြီးမေးမြန်းလေသည်ကာရင်သည်ကြောက်လန့်တကြားဖြင့်ကီရီတာနီ၏လက်ကိုလွှတ်လိုက်ပြီးပြင်းတို့မှာတာမန်တငယ်ချင်းများသာဖြစ်ကြောင်းညင်းဆိုသည်ထိုစကားကိုကြားသောအခါကီရီတာနီသည်ချက်ချင်းပင်ထွက်ခွာသွားတော့သည်ကာရင်ကနောက်မှလိုက်သွားရန်ကြိုးစားတော့လဲအီအီကိုကတားဆီးထားလိုက်သည့်အမျိုးသမီးနှစ်ဦးမြစ်ကမ်းဘေးသို့ရောက်လာကြရာကာရင်ကအစပိုင်းတွင်တည်ငြိမ်နေတရားဟန်ဆောင်တော့လဲအီအီကိုကသူမ၏ခင်ပွန်းကိုဖွင့်ပြောမိဟုချင်းချောက်လိုက်သောအခါတွင်မူချက်ချင်းပြောညံ့သွားပြီးလှုပ်ဝက်ပေးထားရန်အသေးအတန်တောင်းပန်လေတော့သည်ဒါတွေအားလုံးဟာအီအီကိုကြိုတင်စီစဉ်ထားတဲ့အကွက်တွေပါအီကိုကလှုပ်ဝက်ပေးဖို့အတွက်ကာရင်အနေနဲ့သူမနဲ့အတူစခန်းချကမ်ပိန်းထွက်ရမယ်လို့အပေးယူလုပ်လိုက်ပါတယ်ရွေးချယ်စရာမရှိတဲ့ကာရင်ဟာငိုယိုပြီးသဘောတူလိုက်ရပါတယ်ကာရင်မသိတာတစ်ခုကကီရီတာနီဟာအဝေးကိုထွက်မသွားဘဲသူမရဲ့ခင်မုန်းဖြစ်သူရိုရှီဟာရာစီကိုတိုက်ရိုက်သွားခဲ့တာပါသူကကာရင်ရဲ့ဖောက်ပြန်မှုတွေကိုအကုန်ပြောပြလိုက်ပါတယ်ရိုရှီဟာရာကမယုံနိုင်ဖြစ်နေပေမဲ့ကီရီတာနီကဖုန်းထဲကမှတ်တမ်းတွေကိုအထောက်ထားဖြစ်ပြလိုက်တဲ့အခါမှာတော့ရိုရှီဟာရာတယောက်အာရင်ကုန်ခန်းစွာထိုင်ကုန်ပေါ်မှာပြိုလဲသွားပါတော့တယ်ကီရီတာနီကသူဟာကာရင်ကိုစိတ်မဝင်စားတော့ကြောင်းနဲ့သူမကိုအပြတ်ဖြတ်ဖို့အတွက်ရိုရှီဟာရာကိုလည်းစခန်းချခီးစဉ်မှာလိုက်ခဲ့ဖို့အကြံပေးပါတယ်အဲ့ဒီခါကျရင်သူကအီကိုအပေါ်စိတ်ဝင်စားတရားဟန်ဆောင်ပြီးကာရင်စိတ်ပြတ်သွားအောင်လုပ်ပြမယ်လို့ဆိုပါတယ်ရိုရှီဟာရာကလည်းသဘောတူလိုက်ပေမဲ့သူကိုယ်တိုင်အီကိုရဲ့ထောင်ချောက်ထဲရောက်နေတာကိုတော့မသိရှာပါဘူးလူလေးယောက်စခန်းချရာနေရာကိုရောက်လာကြပါတယ်အားလုံးကအလုရှုံနေကြပေမဲ့ကာရင်ကတော့ဘာမှမလုပ်ဘဲနေနေတာကြောင့်ရိုရှီဟာရာစိတ်ပြတ်နေမိသည်အကင်စားနေစဉ်အတွင်းကီရီတာနီကအီကိုအတွက်အသားတွေကိုအသေးချာဂယုစိုက်ခွင့်ကျွေးနေတာကိုမြင်တော့ကာရင်မနာလို့ဖြစ်လာပြီးသူမကိုလည်းအသားခွင့်ပေးဖို့ကီရီတာနီကိုတိုက်ရိုက်ခိုင်းစေပါတယ်ရိုရှီဟာရာကတော့ဒေါသကိုမနှဲထိန်ချုပ်ပြီးမမြင်ချင်အောင်စောင့်နေရပါတယ်အီကိုကရိုရှီဟာရာရဲ့အားသာချက်ဟာတီးခံခြင်းဖြစ်တယ်ဆိုတာသိထားပြီးအဲ့ဒါကိုပဲသုံးပြီးကာရင်နဲ့ဆက်ဆံရေးပြပြအောင်ဖန်တီးပါတော့တယ်ကာရင်ကထင်းသွားကောက်ရမှာစိုးနေတဲ့ထင်းတွေကိုပဲယူလာတာကြောင့်ရိုရှီဟာရာကနောက်တစ်ခေါက်ထပ်သွားခိုင်းပါတယ်ကာရင်ကမကြည်မနှက်ဖြစ်နေစဉ်မှာအီကိုကဝင်ရောက်ကူညီပြီးထင်းဆိုတွေကိုပပလေးဖြစ်အောင်လှိဖြက်ကမိကိုကျွမ်းကျင်စွာမွေးပြလိုက်ပါတယ်ရိုရှီဟာရာကအီကိုစတင်သဘောကျလာပါတယ်အီကိုရှိနေတာကြောင့်ကာရင်ကအလုပ်အားလုံးကိုအီကိုစီပုံချပြီးဖုံးပဲထိုင်ဆော့နေပါတယ်ဒါကိုမြင်တဲ့ရိုရှီဟာရာကပိုပြီးစိတ်ပြက်လာပါတယ်အီကိုကအချိန်ကျပြီလို့တွက်ဆပြီးကာရင်ရဲ့ထင်းတွေကိုမြစ်ထဲတိတ်တဆိတ်ပစ်ချလိုက်ပါတယ်ပြီးတော့ထင်းမလောက်တော့ဘူးလို့ပြောကရိုရှီဟာရာကိုအတူတူထင်းသွားကောက်ဖို့ခေါ်လိုက်ပါတယ်တောနက်ထဲကိုသွားနေရင်အီကိုကကာရင်ကိုတယောက်ထဲထားခဲ့ရတာစိတ်မပူဘူးလားလို့မေးခွန်းထုတ်ပါတယ်ရိုရှီဟာရာဘာလို့ရမှန်းမဝေခွဲနိုင်ခင်မှာပဲအီကိုကတောနက်ထဲကိုဆက်လျှောက်သွားတာကြောင့်ရိုရှီဟာရာလည်းသူမနောက်ကိုလိုက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါဟာလည်းအီကိုရဲ့အစီအစဉ်ပါပဲသူတို့နှစ်ယောက်ထွက်သွားတာနဲ့တပြိုင်နက်ကီရီတာနီကကာရင်ကိုအဲ့ဒီနေ့ကရုတ်တရက်ထွက်သွားခဲ့မိတဲ့အတွက်တောင်းပန်ပါတယ်ကာရင်ကအနှဲငယ်ကြီးကြပြောဆိုပေမဲ့သူ့ကိုပြန်ခွင့်လွှတ်လိုက်ပြီးခါနာတယ်လို့အကြောင်းပြကနှိပ်ပေးဖို့ချွဲနှဲပါတော့တယ်ကီရီတာနီကသူမရဲ့အနောက်ကနေစပင်းတွေကိုအတားအရာပုတ်တက်ပေးရင်းအလွန်ရင်းနှီးတဲ့အခြေအနေကိုဖန်တီးလိုက်ပါတယ်ကီရီတာနီကကာရင်ရဲ့နားနာမှာတိုးတိုးလေးကပ်ပြောလိုက်တဲ့အခါကာရင်ရင်ခုန်သွားပါတယ်အဲ့ဒီအချိန်မှာပဲအီကိုကအချိန်ကိုအကွက်ကြကြတွက်ဆပြီးရိုရှီဟာရာကိုစခန်းချရာနေရာမြင်ကွင်းကိုကွင်းကွက်မြင်ရတဲ့နေရာတစ်ခုစီခေါ်လာပါတယ်အောက်ကယင်းဒီကျွမ်းဝင်နေတဲ့မြင်ကွင်းကိုမြင်လိုက်ရတဲ့အခါမှာတော့ရိုရှီဟာရာတယောက်စွန့်အပြီးကြောက်ရွံ့လို့တောက်တင်းသွားပါတော့တယ်